တဲ့နှစ်တော့ကျွန်တော်တို့မုံဆိုတဲ့ရွာကြီးကဖိတ်တယ်ဗျဖြူထီအောင်တော့အဲကွန်ဘတ်နဲ့လာရမယ်တဲ့ဖြူရောက်လို့ရှင်ဟိုဘက်က4မိုင်လောက်တော့ဆိုင်ကယ်စီးရမယ်တဲ့ဟော4မိုင်လောက်တော့ရပါတယ်ကျွန်တော်တို့ကလည်းအညာလွယ်တယ်လိုက်ချင်တာကိုဒါနဲ့ဖြူရောက်လို့အဲကွန်ဘတ်ပေါ်ဆင်းလိုက်တာနဲ့ဆိုင်ကယ်တွေလာပြီးဂျိုနေကြပါတယ်အများကြီးပဲကျွန်တော်ဆိုင်ကယ်တစ်စင်းမှာခွာထိုင်မိတယ်ဆိုရင်ဖြူမှရှိတဲ့မိတ်ဆွေတယောက်ကလှမ်းတွေ့သွားတယ်ဆရာဘယ်သွားမလို့လဲတဲ့။အော်မေးတယ်။အော်မုံကိုသွားမလို့ပါလို့ကျူကလူကသိတာပေါ့။အဝေးကြီးပဲနော်တဲ့။ကျွန်တော်လူလည်းလုတ်ပြီးပြန်ပြောလိုက်ပါတယ်။မဝေးပါဘူး4မိုင်နဲ့ပါလို့ကျူကလူကခေါင်းခါပြတယ်။မကဘူးနော်တဲ့။10မိုင်ကျော်လိမ့်မယ်တဲ့။တကယ်ခေါ်သွားတော့14မိုင်ရှိပါတယ်။ဆိုင်ကယ်စီးရတာဖိနေကိုကျင်းလို့ပါပဲ။ကျွန်တော်ဆိုင်ကယ်စီးတဲ့ကောင်ကလေးသေးသေးပူလေးဗျကျွန်တော်ခေါင်းကသူ့ခေါင်းပေါ်ကျော်လို့ခံကြပါတယ်ရှေ့ကမြင်ကွင်းရှင်းတာပေါ့အဲ့ဒီကောင်လေးကိုကျွန်တော်မေးကြည့်တယ်မင်းနာမည်ကဘယ်သူတော့ဆိုတော့လာလူတဲ့ဟိုးသူ့နာမည်ကလည်းတစ်မျိုးပါပဲအဲ့ဒီလာလူကိုကျွန်တော်မြဲချဥလို့သဘောထားပြီးတော့ဒီကောင်ခါကိုတင်းနေအောင်ဖက်ရတယ်မဖက်ရင်ကျွန်တော်ပြုတ်ကြမှာပဲနောက်တစ်ယောက်ကရုပ်ရှင်မင်းသားသူ့မောင်မြသူ့မောင်ဆိုင်ကယ်စီးတဲ့ကောင်ကလေးကပိန်ပိန်ပါပါငကွင်းကလေးနဲ့သူ့မောင်ကလည်းသူ့မော်ဒယ်လေးတင်းနေအောင်ဖက်လို့နောက်တစ်ယောက်ပါသေးဗျချစ်ဦးညိုဒီကောင်ကတော့ကံမကောင်းဘူးသူဆိုင်ကယ်စီးတဲ့ကောင်ကမဲမဲတုတ်တုတ်ကြီးဒီကောင်ဖက်လို့မရဘူးအခုံးလေးတိုင်လိုက်တော့ကျွန်တော်ကြည့်နေပြုတ်ကြစရာရှိဒီကောင်ကြမှာပဲအဲ့ဒီလိုလဲဟောပြောပွဲတွေသွားခဲ့ရပါတယ်